ကျွန်တော်နာမည်က Quick Silver ပါကျွန်တော်က Alpha အဆင့်ရှိတဲ့မြို့တန်တယောက်ပါမယုံနိုင်စရာကောင်းတဲ့အမြန်နှုံးရဲ့တွေးခေါ်မှုဆိုင်ရာတုံ့ပြန်မှုတွေလည်းအယမ်းမြန်ပါတယ်အတန်ထက်ကိုပိုမြန်မြန်ရွေလျော့နိုင်ပါတယ်ဒါကိုရှောင်းသိမ်းဖို့ရောတိုက်ခိုက်ဖို့ရောအသုံးပြုတာပေါ့ကျွန်တော်မျက်စိထဲမှာတော့ကဘာကြီးကခဲရွားသလိုအနီးပါနေကွေးနေတာဗျကြီးစံတွေလေထဲမှာရှိနေတော့လူတွေရောပစ္စည်းတွေရောကိုကျွန်တော်ရွှေ့နိုင်တယ်သူတို့ရဲ့ဥတီယာကိုတောင်ပြောင်းပြလို့ရတယ်တငယ်က Professor X ကိုရှာဖို့ Mutant Academy ကိုကျွန်တော်တွားခဲ့တယ်ဒါပေမဲ့ရောက်တာနဲ့နေရာတစ်ခုလုံးပောက်ကွဲသွားတာပဲဗျကျွန်တော်လည်းချက်ချင်းအပြည့်အဝအမြန်နှုံးနဲ့ပောက်ကွဲရစီပြေးပြီးပောက်ကွဲမှုနဲ့အနည်းဆုံးလူတွေကိုကယ်လိုက်တယ်အဲ့ဒီနောက်မှာတော့ Academy ထဲကကျန်တဲ့ကျောင်းသားတွေကိုကယ်ထုတ်ပါတော့တယ်ခမ်းမအရီစာသင်ခန်းတွေထဲမှာလက်စည်းလိုပြေးလွှားနေရင်ပေါ့လူနှစ်ယောက်ကိုအရန်ရင်းနှီးနေတာတွေ့တော့မျက်စိလန့်ကြည့်ပြီးနှစ်ယောက်လုံးကိုတခါတည်းအပြင်ကိုပြစ်ထုတ်လိုက်တယ်အဲ့ဒီအချိန်တုန်းကနေလယ်စာစားနေတဲ့ခွေးတစ်ကောင်ကိုတော့ကျွန်တော်ကယ်ဟေးတယ်နောက်ဆုံးတော့ကျွန်တော်ရဲ့မယုံနိုင်စရာကောင်းတဲ့အမြန်နှုံးကြောင့်ကျောင်းတစ်ခုလုံးမပြည့်စည်ခင်မှာလူတိုင်းကိုအပြင်ရောက်အောင်ကယ်ထုတ်နိုင်ခဲ့ပါတယ်ဘယ်ရောက်သွားလဲမသိဘူးကျွန်တော်က Professor ကိုရှာနေတာလीသူဒီမှနေတဲ့ထင်မိလားအဲ့ဒီမတိုင်ခင်ကတော့ Wolfring ကကျွန်တော်ကိုလာရှာတယ် Magneto ကိုထောင်ကနေကယ်ထုတ်ဖို့ကျွန်တော်အကူအညီလိုချင်တယ်ကျွန်တော်ညင်းမလို့တုံတုံသူတို့ဘယ်မှာဖမ်းထားလဲဆိုတာကြားလိုက်ရတယ်ပန်းတယ်ကုန်းနဲ့အဲ့ဒါချက်ချင်းပဲကျွန်တော်စိတ်ဝင်စားမှုကိုရသွားတာပေါ့ကျွန်တော်လည်းအဆောင်တယောက်ကအစားအစာလာပို့တဲ့အချိန်ကောင်းတဲ့အခိုက်တန်းကိုစောင့်ပြီးတော့လက်စည်းလိုအမြန်နှုံးနဲ့အထဲကိုဝင်သွားတယ်သူဦးထုတ်ကောက်ဖို့ငုံလိုက်တာတဲ့ကျွန်တော်ကသူ့ကိုနှမ်းညာမှာတိတ်နဲ့ကတ်လိုက်ပြီးသူ့ယူနီဖောင်းကိုဝင် Magneto ရဲ့အခန်းထဲကိုဝင်သွားတာပေါ့အစားအစာကိုအပေါက်ကနေ short ထိဖိလိုက်ပြီး Magneto ကိုမန်ကိုခယူးဆိုင်ဖို့မတ်ဆူလေးတစ်ဆောင်ထားခဲ့တယ်အဲ့ဒီနောက်မှာတော့လက်နှစ်ဖက်လုံးနဲ့မန်ကိုဖိပြီးတော့ချိန်နှုံးမင့်တုံခါမှုတွေတုံးလိုက်တာ Magneto ကိုထောင်ထားတဲ့မန်အထူးကြီးကကွဲကြေသွားတာပေါ့ဒါကတော့အဆောင်တွေကိုတတိထားမိစေတာပေါ့သူကစိုးရိမ်တကြီးနဲ့3စက္ကန့်အတွေ့ဒီတကားတွေပွင့်လာတော့မှအဆောင်20လောက်ကငါတို့ကိုပြစ်ဖို့ရောက်လာလိမ့်မယ်လို့ပြောတာပေါ့ဒါပေမဲ့ကျွန်တော်ကတော့မင်းလေပင်ကိုပိုးပြီးစိတ်ပူသိမ့်တယ်လို့သူ့ကိုပြောလိုက်တယ်တကားမကြီးပွင့်လာနဲ့သူ့ကိုဆွဲပြီးလူအုပ်ထဲကိုအတိအဝအမြန်နှုံးနဲ့ပြေးထွက်လိုက်တယ်သူဘာဖြစ်သွားမှမသိခင်မှာကျွန်တော်ကအဝတ်စားအသစ်တောင်လဲပြီးနေပြီအဲ့ဒီအချိန်မှာ Professor X နဲ့ Wolfring ကကျွန်တော်တို့စီရောက်လာတယ်ဒါပေမဲ့သူတို့စကားတောင်မဆုံးခင်မှာအဆောင်တွေကနေရာအနာထပ်ရောက်လာပြန်ရော Magneto ကသူ့စွမ်းအားကိုထုတ်တုံးဖို့အသင့်ထိနေပြီဒါပေမဲ့မလို့အတက်ထိခိုက်မှုတွေရှောင်ရှားဖို့ကျွန်တော်ထပ်ရွေးလိုက်တယ်အဆောင်တယောက်ချင်းစီရဲ့လှုပ်ရှားမှုတွေကိုတခုချင်းစီလိုက်ညီပေးတာပေါ့အဲ့ဒီနောက်ကျွန်တော်အဖွဲ့စီပြန်လာပြီးသူတို့ကိုထိတော့မဲ့ကြည်စမ်းတွေကိုလမ်းကြောင်းပြောင်းဖယ်ရှားပေးလိုက်တယ်